အခုမြန်မာနိုင်ငံမှာ permit တွေကြောင့်ဝယ်ချင်တော့ဝယ်လို့မရတော့မယ် rate 900ကျော်ရတဲ့ Sharper EV တွေစီးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ကျွန်တော်မိတ်ဆက်ပေးမဲ့ကားလေးကတော့ Chang'an Deepal SS03 2014 model လေးပဲဖြစ်ပါတယ်ဒီကောင်လေးဆိုရင်သူက futuristic ဖြစ်တဲ့ headlight display တွေနောက်ကနောက်မီးတဲ့အပြည့်နဲ့လာပြီးတော့လုံးဝကားကိုကြည့်လိုက်တာနဲ့ Chinese ကားလို့မထင်ရဘဲနဲ့ Europe က sport ကားတွေနဲ့ရှင်းအောင်မှာလုပ်ထားပါဒီကောင်ကတော့ luxury sedan မျိုးစားဖြစ်တဲ့အပြင်လူငယ်တွေကြိုက် sporty လွတ်နဲ့အတွင်းပိုင်းမှာလည်း luxury feature တွေနဲ့ premium design ဖြစ်အောင်လုပ်ထားပါဒီ Chang'an Deepal SS03 ကbattery capacity နဲ့နေဆိုရင်905 km ထိရပြီးတော့ suspension အနေနဲ့လည်းရှေ့ဘက်မှာ Mefazan suspension အနောက်ဘက်မှာ Martin Simpson suspension ကိုအသုံးပြုပေးထားတယ်။ motor အနေနဲ့လည်း single magnet synchronous motor ကိုအသုံးပြုပေးထားပြီးတော့ top speed အနေနဲ့180တိရမှာမို့လို့ highway မှာပြင်းနေတဲ့ညီကိုတွေအတွက်လုံးဝ share ပါပဲ။ဒီကားကိုသူ့ရဲ့ design ဘိုင်းနဲ့ performance ဘိုင်းနဲ့မသွားနဲ့ဟုတ်ဒီကားက luxury sedan မျိုးစားအဲ့တော့သူ့ရဲ့အတွင်းကမှာဘာ feature တွေပါလို့ luxury လို့ဖြစ်ကြတာလဲကျွန်တော်တို့လိုက်ကြည့်အောင်ကားအတွင်းထဲမှာဆိုရင်လည်းလုံးဝ minimalistic style လုပ်ထားရဗျာဘာမှရှုပ်ရှုပ်ထွေးထွေးရှိမနေဘူးall black ကိုအသုံးပြုထားပြီးတော့လုံးဝ ambient light လေးနဲ့အလှဆင်ထားတယ်ပြီးရင်ကျွန်တော်ခုထိုင်တဲ့ခုံဆိုလဲ all leather seat ပြီးရင်ထိုင်ကိုမှန်motor seat တွေပါမယ်ဟိုဘက်မှာရောဒီဘက်မှာ motor seat ပါမယ် CRI ဆိုလဲရိုးရိုးရှင်းရှင်းပဲပုံစံဆိုင်မလုပ်ထားဘူးကျွန်တော်တို့ CRI အဝိုင်းပဲပြီးရင်ဒီမှာ control clock တွေအပြည့်ပါမယ် cluster ဆိုရင်လည်း digital cluster နဲ့ပြီးရင်ဒီမှာ TV အကြီးပါမယ်ပြီးဒီမှာနေရာလဲဒီမှာအကျယ်ရွေ့ပြအောက်မှာလည်းပစ္စည်းထည့်လို့ရတယ်ဒီမှာလည်းပစ္စည်းထည့်လို့ရတယ်ပြီးဒီမှာ wireless charger ပါအောင်မယ်ဒီကထူးခြားတာဒီမှာကတ်ဟိုတာမှာဘာထူးခြားလဲဆိုတော့သူဒီထဲကပါတဲ့ box ကကူးပေါက်ဆိုတော့လုံးဝ share ကြီးဗျာသီလားပြီးရင်ဒီကောင်ကအဲ့နဲ့တော်တော် luxury ဖြစ်နေပြီပြီးရင်ဒီ TV မှာဘာတွေပါလဲဆိုတော့ကျွန်တော်ထပ်ရှင်းပြမယ် TV ရဲ့ပထမဆုံး expression ကတော့မြင်တဲ့အတိုင်းပဲ TV ကအကြီးပဲပြီးတော့ကျွန်တော် TV ကိုလှည့်လို့လည်းရသေးတယ်သူက auto လှည့်ပေးရဗျပြီးကွက်ကိုလည်းလိုသလိုလှည့်လို့ရတယ် auto လည်းလှည့်လို့ရမယ်ပြီးရင် TV အောက်မှာကျွန်တော်တို့လိုရတဲ့ shortcut လေးပါမယ်ဒီမှာတော့အရေးကြီးဆုံး aircon ပေါ့ဗျာ aircon ကဒီမှာအခုကျွန်တော်က smart swing လုပ်ထားတာသူကသူ auto swing နေတယ် auto မ swing နေတာပိတ်ချင်လည်းရတယ်ဘောင်းနှိမ့်လိုက် auto ပိတ်သွားပြီပြီးရင်ဒီ aircon ကိုကြိုက်သလိုပိတ်လို့ရမယ်ပြန်ဖွင့်ချင်ရင်လည်းဒီလိုလေးနှစ်ချက်နှိမ့်လိုက်တာနဲ့ auto ပြန်ဖွင့်ပေးတယ်ပြီးရင်ဒီဘက်မှာထိုင်ကုန်ပူရေးပါမယ်ဟိုဘက်မှာလည်းထိုင်ကုန်ပူရေးပါမယ် aircon ကြောင့်ပြောသွားပြီးပြီဆိုတော့ကျွန်တော်ထပ်ပြောမှာ sound system မှာဆိုတော့သူက Chang'an ရဲ့ Deepal original speaker တွေကိုအသုံးပြုထားပြီးပြီးတော့ထူးခြားတဲ့ချက်အနေနဲ့ဆိုရင်ကျွန်တော်ရဲ့ဒီထိုင်ကုန်အနောက်ဘက်မှာ driver exclusive speaker လုံးပါတယ်အကောင်ကဘာလဲဆိုတော့ကျွန်တော်တယောက်ပဲကြားရပြီးတော့တကားလုံးဘယ်သူမှမကြားရဘူးအဲ့တော့သချင်းသားထောင်ပြီးရောကားမောင်းတဲ့လူတွေအတွက်လုံးဝကို luxury ဖြစ်ပါတယ်ပြီးအနောက်ဘက်မှာလည်းအရန်မိုက်တဲ့ feature တွေပါသေးတယ်ဘာတွေပါလဲဆိုတော့ကျွန်တော်တို့ထပ်ကြည့်အောင်အနောက်ဘက်မှာဆိုရင်လည်းခုံနေရဗျာလုံးဝ luxury leather တွေနဲ့အသုံးပြုပေးထားတယ်ပြီးရင်ကျွန်တော်ဒီမှာ aircon အတွက်လည်း digital aircon လေးပါမယ်ပြီးရင်ဒီမှာထိုင်ပြီးတော့ရှေ့မှာကြီး panoramic sunroof အကြီးပါသေးတယ်ပြီးတော့ဒီခုံကကျွန်တော်ခုနရှေ့မှာထိုင်တော့နောက်ဆုံးထိစုပ်ထားတာဗျာနောက်ဆုံးစုပ်ထားတော့မှကျွန်တော်ရဲ့6လောက်ဒီမှာကြေရဝန်းလွတ်သေးတယ်ကားနောက်ခံကာကိုဆွဲဆိုရင်လည်းအကျယ်ကြီးဖြစ်ပြီးတော့သူ့မှာနောက် home motor လေးလည်းပါအောင်မှာဖြစ်ပါတယ်ဒီကားလေးဆိုရင်အရှိပိုင်းဒီဇိုင်းမှာရောအတွင်းကဒီဇိုင်းရော luxury ဖြစ်တဲ့အပြင်လုံးဝ practical ကျတဲ့ luxury sedan မျိုးစားကားလေးပဲဖြစ်ပါတယ်ဒီကားလေးကိုကျွန်တော်ရောင်းချပေးပါမယ်ဒီကားလေးကကီလိုမီတာ 18000 မောင်းပြီးသွားပါပြီဒီကားလေးရောင်းချပေးမယ့်ဈေးက1990နဲ့ကျွန်တော်ရောင်းချပေးမှာပါဒီကားလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်ငွေစင်ပြင်အလဲထက်ရေးကြနဲ့လည်းဝယ်ယူနိုင်ပါတယ်ဒီကားလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်0926139585ကိုဖုန်းဆက်ပြီးတော့ဝယ်ယူလို့ရပါတယ်ကျွန်တော်ကိုဆိုင်မှာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်